စင်ပြန်ကြီးတို့ကိုဒီယာသည်စူပလာကြီးကြိုတင်ပေးလိုက်လို့ရပါပြီဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျ11 day sport channel ကကြိုဆိုလိုက်ပါတယ်နီးပြအာဒီတာရဲ့အာဆင်နယ်အသင်းဟာခီးရှည်ကြီးတီဆောက်လာခဲ့တာအခုဆိုရင်တော့ပရီးမီးယားလိဂ်ပန်းတိုင်ကြီးကိုဒီနှစ်မှာရရှိဖို့အတွက်နှက်ခတ်ကြလာပြီလို့ဆိုရတော့မှာဖြစ်ပါတယ်ပရီးမီးယားလိဂ်ပွဲစဉ်7နှစ်အထိရှုံးပွဲတစ်ပွဲသာရှိထားပြီးဒုတိယနေရာကချက်စီအသင်းနဲ့6မှတ်သာကွာဟချက်ရှိနေတာဖြစ်ပါတယ်ဒီ6မဲ့ဆိုတာဟာပရီးမီးယားလိဂ်လိုပြိုင်ပွဲအတွက်ဘာမှမဟုတ်သေးဘူးဆိုပေမဲ့စင်ပြန်ကြီးတို့ရဲ့ဒီယာဒီခန်းစစ်စွမ်းဆောင်ရည်နဲ့အရန်လူရင်အားတောင်းတင်းနေခြင်းတွေကစောင်းဝင်လာရင်တော့ရဲရိုင်သွားမယ်လို့လမ်းမမြင်သေးပါဘူး။နောက်တစ်ချက်ကပရီးမီးယားလိဂ်ပွဲစဉ်7နှစ်အထိအဓိကကစားသမားအများစုကိုဆုံးရှုံးထားရသည့်တိုင်အောင်ရလက်တွေကောင်းအောင်လှုပ်ဆောင်ထားနိုင်တာကလည်းကြီးကျူးရမှာဖြစ်ပါတယ်။အဓိကကစားသမားတွေဒါလူစုံတက်စုံပြန်ပါလာခဲ့ရင်အတော်လေးကိုကောင်းမွန်သွားဖို့ရှိပြီးနီးပြအာဒီတာရဲ့ပွဲတန်းကိုဘယ်လိုနီးပြွာနဲ့ချီကက်ကစားရမလဲဆိုတာပက်ကွာဒီယိုလာရဲ့တပည့်ပီပီပွဲတွေကိုကောင်းကောင်းဖတ်တတ်နေပါပြီဒီယာဒီတင်မဟုတ်ပဲအရင်နှစ်ယာဒီကလေးကစက်ပီတွေကနေဂိုးတွေကိုလွယ်လွယ်ကူကူရအောင်သွင်းယူတက်တာတွေနောက်တန်းနဲ့ကိုသမားရဲ့နားလည်မှုရှိလွန်းတာကြောင့်ဂိုးတွေအလွယ်တကူမခွင့်ပြုရတာလဲတိတာလာစေခဲ့ပါတယ်ညကစပါးနဲ့ပွဲစဉ်မှာလဲစပါးအသင်းရဲ့ကွင်းတစ်ချမ်းထဲကိုသာတောက်လျှောက်ဖိကစားထားပြီးချန်ပီယံခြေစွမ်းဆိုတာကိုပြသလာခဲ့ပါတယ်။စပါးအသင်းဘက်ကရီချာလီဆန်ရဲ့အမှတ်မတင်သွင်းယူသွားခဲ့တဲ့သွင်းကိုတိုးကလွှဲရင်ဘာမှထူးထူးထွေထွေမရှိပဲအတော်လေးကိုစုပ်ချခဲ့ပါတယ်။ချန်ပီယံဖြစ်မဲ့စင်ပြန်ကြီးတို့ကိုရှိန်နေတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ဒီနေ့ရာသီမှာအပြောင်းရွှေ့နောက်ဆုံးရဲ့ရောက်ခံနီးမှာခွစ်စတယ်ပဲလီအသင်းကနေခေါ်ယူထားခဲ့တဲ့အဲဇီးတယောက်ဟာဟက်ထရစ်သွင်းယူနိုင်ခဲ့သလိုသူသာဒီတဲ့ပို့ပြီးအာယုံစိုက်ခဲ့ရင်သူတဦးတည်းကနေ၄ဂိုး၅ဂိုးလောက်ထိရယူသွားနိုင်ပါတယ်။ဆိုတော့စောင်းဝင်လာပြီးဆိုပြီးကြိတ်ပျော်နေတဲ့19သိန်းအနေနဲ့ညကစင်ပြန်ကြီးတို့ရဲ့ခြေစွမ်းကိုမြင်ပြီးကြောက်တူးတုံကစင်ပြန်ကြီးနဲ့မတွေ့ပါစေနဲ့လို့ဆူတောင်းနေကြအောင်မယ်လို့ထင်မိပါတယ်။စင်ပြန်ကြီးတို့ကတော့ဒီယာဒီဟာစူပလာရရှိဖို့အတွက်အကောင်းဆုံးအခြေအနေတစ်ခုကိုပိုင်ဆိုင်ထားသလိုကလင်နာကျချန်ပီယံလောင်းဖြစ်နေပြီမို့ပွဲတစ်ပွဲချင်းစီကိုအာယုံဆိုင်ပြီးကိုယ်ကံကြမ္မာကိုဖန်တီးသွားနိုင်ပါစေလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ channel လေးကိုလည်း like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာ